အားလုံးပဲမင်္ဂလာပါအပိုင်း၄ရက်နေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အခုရှမ်းပြည်နယ်ကိုစောင့်ဝင်ရောက်လာပြီပေါ့နော်ကျွန်တော်တို့ကအခုတောင်ကြီးတွားတဲ့လမ်းပေါ်ကိုရောက်နေပါတယ်ညကလမ်းမအိပ်ရတဲ့အတွက်မနေ့အစောကြီးကျွန်တော်တို့တွားတာပေါ့နော်အခုကတော့ကျွန်တော်တို့တိုးဂိတ်ကိုရောက်နေပြီပေါ့ဒီတိုးဂိတ်ရောက်ပြီဆိုတော့မကြခင်ကျွန်တော်တို့ဒီအေးသာရာကိုရောက်တော့မယ်လို့ပြောပါတယ်ဆိုတော့အရင်ပြောနေပါတယ်တောင်ကြီးကိုလည်းပထမဆုံးရောက်မှဖြစ်တဲ့အတွက်ရှုခင်းနေလည်းအများကြီးကြည့်ရတော့မှာပေါ့ရှမ်းပြည်ကချစ်စရာသာယာပျော်ရွှင်ခြင်းနဲ့ပြေဝခဲ့တာရိုးရမပြတ်တဲ့မြေပါမြူးမြူးကြွကြွကားတွေမိုးစီကြီးနဲ့လေပညာရိုင်ကနင်းတဲ့ဓာတိုင်းရဲ့ရိုးရမယိုးနိုင်တဲ့ယနေ့ထက်တိုင်းမှာစိတ်ဆိုလန်းဆန်နေတယ်ဒီယူတော်ကြီးများရဲ့တစ်ဖက်ရာကင်းများရဲ့စတော်ဘယ်ရီကင်းနဲ့ရှူတိုင်းလာနေပါတဲ့ရှမ်းမြေအခုကတော့ကျွန်တော်တို့ရောက်ပါပြီရောက်ပြီဆိုတော့သူတို့ဂိတ်ကတော့မဖွင့်သေးဘူးဆိုလို့ကျွန်တော်ဒီအနီးဆုံးနေရာမှာသူကတော့ကာရက်ပေးတယ်ပေါ့အဲ့တော့ခီးတဲ့ကောင်ရောကကိုပစ္စည်းကိုရွှေ့ကြပါတယ်ကျွန်တော်လည်းကျွန်တော်ပစ္စည်းကျွန်တော်ရွေးပြီးတော့မှကျွန်တော်နေမဲ့အဆောင်တော့ဖုံးဆက်ထားတယ်ပေါ့သူကတော့ကားနဲ့တော့သူပြောထားပြီးတယ်ခဏလေးလာကြည့်မယ်ဆိုတော့ကျွန်တော်စောင့်နေပါတယ်အထုပ်တွေကတော့နည်းနည်းများပါတယ်ဗျာတောင်ကြီးမြို့ကတကယ်လှတယ်ဗျာတကယ်ဒါပထမဆုံးကျွန်တော်ရောက်ဖူးတာပဲရမ်းနေချိန်သာကောင်းတဲ့မြို့လေးပဲဗျာရောက်ပြီဗျာဒါကျွန်တော်တို့ငှားထားတဲ့အဆောင်ပေါ့ဗျာကျွန်တော်တငယ်ချင်းရဲ့မိတ်ဆွေတွေအကိုတွေရဲ့ကျွန်တော်ရဲ့နေဖို့အတွက်ဒီတလပေါ့နော်ငှားထားတဲ့အဆောင်ဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာနားပြီးတော့မှကျွန်တော်တချင်းတွေလောက်ကြမယ်ကျွန်တော်တို့လေသာရှိရလဲကြမယ်အမတ်တရားတွေအများကြီးဖန်တီးသွားဖို့အတွက်နေရာလေးဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်တယောက်တည်းပဲရောက်သေးတယ်သူတို့ကတော့ဒီတရက်နေ့ရက်နေရောက်လာမှာပေါ့နော်ကိုကတော့ဒီမှာလိုအပ်တာတွေဝယ်ပြီးတော့ပြင်ဆင်တာရှိတာတွေအကုန်လုံးပြင်ဆင်တန့်ရှင်းရေးလုပ်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့လာမယ့်အပိုင်း9-6ခုမှာပြန်လည်တွေ့ကြမယ်တတ်တာ